ဒူဘိုင်းမှာကုမ္ပဏီကြီးတွေအကုန်လုံးထွက်သွားကြပြီဆိုပြီးတော့စကားလူပြောများနေကြတယ်ဒါပေမဲ့ဒါတွေကအမှန်တကယ်မဟုတ်ပါဘူး social media ပေါ်မှာ rumors တွေ negative post တွေအများကြီးကိုတွေ့ရှိရမှာဖြစ်တယ်ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနေငယ်တော့ကမ္ဘာအကြီးဆုံး equity firm တစ်ခုဖြစ်တဲ့ Blackstone မှာဆိုလို့ရှိရင်ဒေါ်လာ250ကျော်ကို investment လုပ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ investment ဒီ move ကိုကြည့်ခြင်းအပြင်ဆိုလို့ရှိရင်ကမ္ဘာရဲ့ global money က UAE ရဲ့ market ကိုယုံကြည်နေသေးတယ်ဆိုတာကိုတက်တည်ပြလိုက်တာနဲ့အတူတူပါပဲပြီးတော့ UAE ကိုပြောင်းရွှေ့လာသူ resident ပေါင်းလဲ4 million ကျော်သွားပြီးတော့ transition တွေကို real estate transition တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နေ့စဉ် record ထိနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့လူရည်တွေပိုတိုးလာတယ် demand တွေပိုများလာတယ် long term investment တွေပို့ပြီးတော့ကျေပြန့်လာတယ်လူတော်တော်များကဒီ rumor စီကိုကြောက်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုတွေရပ်တန့်ထားတဲ့အချိန်မှာဒီလို big institution တွေဖြစ်တဲ့ Blackstone တို့လိုမျိုးကြတော့ opportunity တစ်ခုကိုလက်ကင်ထားပြီးတော့လက်မလွတ်ဘဲနဲ့ investment တွေကိုလုပ်နေကြတာတွေ့ရတယ်ဒီဟာကဘာလဲဆိုတော့ big money don't follow rumors follow opportunity ပေါ့နော်ဒါ opportunity ပဲသူတို့ကလိုက်ရှာပြီးတော့ investment လုပ်နေကြတာကိုတွေ့ရပြီးတော့ UAE ကလည်း investment တွေနဲ့ပတ်သက်ပြီးတော့ဒါ opportunity အများကြီးရှိနေသေးတာကိုသက်သေပြလိုက်တဲ့ investment တစ်ခုပဲဖြစ်ပါတယ်